ဖြတ်ပြီးမိခင်တွေပါလို့ရှိရင်ဒါကိုယ့်ဘာကိုယ်ကိုပိုင်တယ်အားကြောင့်မလို့အခုချက်ချင်းနဲ့ကလေးမျိုးဖြစ်လိုက်တာမူရင်းကကလေးတော့ပါဘူးပေါ့နော်ဟုတ်ပါတယ်ကလေးတွေ6လအထိဒါမိခင်မျိုးတစ်မျိုးပဲအကောင်းဆုံးပဲမိခင်မျိုးမှာကလေးတွေကိုခန်းစနစ်ကောင်းမွန်တာတွေအုံနောက်ငယ်ဖွံ့ဖြိုးတာတွေနော်နောက်ရအစာကြေစနစ်ကောင်းမွန်တဲ့အစရှိတဲ့ဒီကောင်းတဲ့ချက်တွေအများကြီးရှိဒီကောင်းတဲ့ချက်တွေကိုလည်းလူတိုင်းပြီးမိခင်တိုင်းဒါနားထောင်လို့ဒါကြားဖို့ပြီးတာရှိပြီးတာဒါတွေအထူးတလည်းရှင်းပြကြမလို့တော့နော်အခုလောဆယ်ပြောပြမှာမိခင်တို့တိုက်လို့နော်စိုးကျိုးဖြစ်နိုင်တဲ့အကြောင်းအရာတွေအများကြီးရှိတယ်အဲ့ဒါတွေကြုံပြောပြပြီးနော်နံပါတ်1ချက်ကကလေးနဲ့မိခင်နဲ့အိတ်ချိန်မမှန်ဘူးကလေးအေးမွားမိခင်အေးမွားနော်နံပါတ်2ချက်ကဖုန်းဆက်မချင်းပေါ့ကလေးကတော့သူမအိတ်တော့နံပါတ်3ချက်ကကလေးရဲ့မိခင်ရဲ့စားတော့တဲ့နေထိုင်ပုံမူတည်ပြီးတော့နှုတ်ရဲ့အရေးတူရခွာသွားတယ်နံပါတ်1ချက်ရှင်းပြပေးမယ်ကျွန်မရဲ့ကိုလို့ပေါ့နော်မိခင်တို့ကဒီအစာမခံဘူးရှင်းပြောရင်အစာမခံဘူးအဲ့ဆိုတော့သူကကလေးမွေးကင်းစကလေးမှာဆိုရင်ဒီ2 နာရီကြာတစ်ခါမဟုတ်တယ်ကလေးလည်းအေးမွားအောင်လူကြီးလည်းအေးမွားနောက်တစ်ခုနံပါတ်2ချက်ကကျတော့ကလေးကသူကသူမအိတ်တက်ဘူးဆိုတဲ့အကြောင်းကသူကနှုတ်ဆိုပြီးမှအိတ်ပြောတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ညတကောင်ကြီးအေးလန့်နိုးတာမျိုးလူမျိုးတွေဆိုရင်သူပြန်ပြီးတော့ငါအိတ်ရှင်ရောက်နေပြီငါအိတ်ရမှာပဲဆိုတော့သူပြန်အိတ်တော့မေနို့ရှာပြီးတော့မေနို့ဆို့ပြီးမှလည်းသူကအိတ်ပြောသွားတယ်မအေးအနားမှာမရှိတော့ဘူးဆိုတာနဲ့သူ့ရဲ့လူလုံခြုံမှုကဘာကြီးကပျောက်ဆုံးသွားပြီးတော့အဲ့လိုမျိုးအိတ်နေတန်းလန်းလန့်နေလို့ပါပေါ့နော်အဲ့လိုလန့်လို့တဲ့ခါကြလို့ရှိရင်မေကဒူနာတိုင်တို့အဲ့လိုပုတ်ပြီးတာမျိုးပဲဖြစ်ဖြစ်နို့နောက်တစ်ခေါက်ပြန်တိုက်တာမျိုးပဲဖြစ်ဖြစ်အဲ့ဒါမှပဲသူကနောက်တစ်ချိန်ပြန်အိတ်သွားတယ်အဲ့ဆိုတော့အဲ့ပြဿနာကနှုတ်မဖြစ်မချင်းကြုံရတဲ့ပြဿနာနော်နံပါတ်3ချက်ကမိခင်အစားတောက်ပုံမူတည်ပြီးတော့နှုတ်ရဲ့အရည်သွေးပြောင်းလဲသွားတယ်ဆိုတဲ့ချက်ပေါ့ဒီချက်ကိုကျွန်မကိုလေးအပြင်ပြောရမှာဆိုရင်ကျွန်မတပတ်တိတက်လို့စားခဲ့ပြီတက်လို့စားတဲ့အခါမှာဘယ်လိုဖြစ်လာလဲဆိုတော့ဒီနှုတ်ထွက်အားမကောင်းတော့ဘူးထွက်အားကောင်းလို့အမြဲအဲ့လိုမျိုးစားလာခဲ့တဲ့လူကဒီရုပ်တရက်ကြီးတက်လို့စားရတဲ့အခါမှာနှုတ်ရဲ့အရည်သွေးအားကျသွားတယ်နှုတ်မပြတ်တော့ဘူးပြောလို့ရှိရင်နှုတ်ထွက်အားနည်းသွားတယ်နှုတ်ကကျဲသွားတယ်သူကနှုတ်ကငကိုကလေးရတယ်လို့အစာမခံတဲ့မျိုးအဲ့လိုမျိုးလို့ဆိုညဘက်တွေခဏငိုရယ်ထပြီးတော့အဲ့လိုမျိုးချောအားတယ်ဘလုံးပြဿနာအများကြီးဖြစ်တယ်ပေါ့အောင်ထိုင်ပုံနဲ့ဒီကလေးရဲ့နှုတ်ရဲ့အာဟာရကဓာတ်ရိုက်ချုံတယ်အဲ့ကြောင့်မို့လို့ကိုကအစားတောက်ပြီးမဆိုင်တဲ့လူဒါမှမဟုတ်ရင်ကိုကအလုပ်တစ်ဖက်နဲ့ဒီအစားကိုပုံမှန်မစားနိုင်တဲ့လူဆိုရင်ဒီကလေးရဲ့အာဟာရဆိုတာကဒါပြောပဲရှိတယ်တကယ်လက်တွေ့မှာသူ့အတွက်အာဟာရကပြေဝ 100% မရှိအဲကြောင့်မို့နှုတ်တိုက်ရတဲ့ဆိုးကျိုးကလည်းဒီတစ်ခုတည်းမှာပါတယ်ပေါ့နော်အခုဆိုရင်ကျမဒါတွေကိုစဉ်းစားပြီးတော့ကလေးတစ်နှစ်ခွဲမှာနှုတ်ဖြတ်မယ်ဆိုပြီးတော့စဉ်းစားလိုက်တယ်ပေါ့နော်နှုတ်ပြတ်သွားပြီသူကိုယ်တိုင်လည်းအိတ်တက်သွားပြီနှုတ်ပြတ်သွားတဲ့အကြောင်းနှုတ်ပြတ်ပြီးတဲ့နောက်ပိုင်းကောင်းလာတဲ့အချက်တွေကပထမတစ်ချက်ကကိုယ့်ရဲ့ကိုယ်ပိုင်အချင်းအများကြီးရလာတယ်နောက်ပြလို့ရှိရင်ညအိတ်တဲ့အခါမှာသူအိတ်တက်သွားတယ်အဲ့ဒါအရန်ကိုကောင်းတယ်နှုတ်ဖြတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာကိုယ့်ရဲ့အစားတောက်ပုံကိုလည်းကိုစိတ်ကြိုက်လုပ်လို့ရတယ်ပေါ့နော်အဲကြောင့်မို့နှုတ်ဖြတ်တဲ့မိခင်ရှိလို့ရှိရင်စဉ်းစားကြည့်ပါနှုတ်ဖြတ်ဖို့အတွက်ကြံပေးပါတယ်